ထိုင်းနိုင်ငံဟာသဘောအလားပါချင်းဟောင်းယဉ်ကျေးမှုနဲ့ခေတ်မီစံတင်မှုတွေပေါင်းစပ်နေတဲ့နိုင်ငံဖြစ်လို့လေပတ်စရာနေရာတော်တော်များများရှိပါတယ်။လူကြိုက်အများဆုံးနဲ့အထင်ကရနေရာတချို့ကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ဘန်ကောက်မြို့တော်ဘန်ကောက်မှာဆိုရင်မဖြစ်မနေသွားတင်တဲ့နေရာများကတော့ Grand Palace နန်းတော်ကြီးနဲ့ Wat Phra Queen ထိုင်းမင်းဆက်တွေရဲ့နန်းတော်ဟောင်းဖြစ်ပြီးမြနကားစင်းထုတော်ရှိရာအလွန်လှပတဲ့နေရာတစ်ခုဖြစ်ပါတယ်။ Wat အာယုံဦးဖျားကြောက်ဖျားမြစ်ဘေးမှာတည်ရှိပြီးပြည်သူ့ကာလက်ရအလွန်ပြောင်မြောက်ပါတယ်။စီယမ်ဘရဂုံနဲ့အိုင်ကွန်စီယမ်ခင်မီရှော့ပင်မေးကြီးတွေဖြစ်ပြီးအစားအသောက်နဲ့ဖျော်ဖြေရေးစုံလင်ရပါတယ်။ရှင်းမိုင်မြောက်ပိုင်းရဲ့ယဉ်ကျေးမှုမြို့တော်ဖြစ်ပြီးအေးလူအပန်းဖြေခြင်းသူတွေအတွက်တင့်တော်ပါတယ်။ဒိုင်းဆုပ်သပ်တောင်ပေါ်မှာရှိတဲ့စီဒီတော်ဖြစ်ပြီးရှင်းမိုင်တစ်မြို့လုံးကိုအပေါ်စီးကမြင်ရပါတယ်။အဲဒီပစ္စည်းညစီတန်းမှာဒေတာထွက်လက်မှုပစ္စည်းတွေနဲ့အစားအသောက်တွေစုံလင်စွာရရှိနိုင်ပါတယ်။တော့တရားဘန်ကောက်နဲ့နီးပြီးပင်လယ်ကမ်းခြေအလားပါကိုခံစားနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ Nong Nuk Cha Tropical Garden ကမ္ဘာ့စင်းမီပန်းခြံကြီးဖြစ်ပြီးယဉ်ကျေးမှုကပွဲတွေနဲ့စင်လိမ်မာရှိုးတွေကြီးချိုးနိုင်သောနေရာလည်းဖြစ်ပါတယ်။ Circle Ari of Trup ကျွန်းသားတစ်သားထေတဲ့နဲ့ထွင်းထုတ်ထားတဲ့အလွန်ကြီးမားတဲ့အဆောက်အုံကြီးလည်းဖြစ်ပါတယ်။ဖူခတ်ကျွန်းကဘာကျော်ကမ်းခြေတွေရှိတဲ့နေရာဖြစ်ပြီးရေကစားတာကျွန်းပတ်ကြည့်တာတွေလုပ်ဖို့အကောင်းဆုံးနေရာလည်းဖြစ်ပါတယ်။ PP အစ္စလမ်ရေကြည်လင်ပြီးရုပ်ရှင်ရိုက်ကွင်းတွေဖြစ်လူကြည့်များတဲ့ကျွန်းစုလေးတွေလည်းဖြစ်ပါတယ်။ Promoted Cap နေဝင်စည်းစာအလားအဆုံးကိုကြည့်လို့ရတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ရုပ်တရားသမိုင်းဝင်ချောင်းမြို့တော်ဟောင်းဖြစ်ပြီး UNESCO အတိမတ်ပြုတဲ့နေမီတစ်ခုဖြစ်ပါတယ်။ချောင်းဖျားကျောင်းကန်တွေနဲ့အုံနီခဲအဆောက်အုံဟောင်းတွေကိုလေ့လာနိုင်သောနေရာလည်းဖြစ်ပါတယ်။အခုဒီဗီဒီယိုမှာထိုင်းနိုင်ငံမှာကတော့တင်ကောဘယ်နေရာကအပျော်ဆုံးဖြစ်မလဲဆိုတာနောက်ဆုံးဗီဒီယိုမှာcomment ပေးကြပါဦး။